ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့မြန်မာလက်ရွေးစင်ယူဆက်ခွန်မြို့သားဘောလုံးသင်းနဲ့အိန္ဒိယလက်ရွေးစင်ယူဆက်ခွန်မြို့သားဘောလုံးသင်းတို့ရှင်မြန်ကစားခဲ့ကြပါတယ်ရှေ့ဆောင်ပွဲရှင်မြန်ကစားတာဖြစ်ပါတယ်ခင်ဗျာဒုတိယမြောက်ပွဲစဉ်ဖြစ်ရှင်မြန်ကစားဖြစ်ပါတယ်ဒီပွဲကတော့ဂိုးမရှိသေးရလည်းနဲ့ပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာဒီပွဲစဉ်ကိုအနည်းချုပ်သုံးလိုက်ပြောမယ်ဆိုရင်တော့မြန်မာလက်ရွေးစင်ယူဆက်ခွန်မြို့သားဘောလုံးသင်းဟာဒီနေ့ကစားတဲ့ပွဲစဉ်မှာတော်တော်လေးပဲတိုးတက်လာခဲ့ပါတယ်ပထမပွဲစဉ်တုန်းကထက်အမားကြီးအများကြီးကြောပါသွားခဲ့တယ်ခင်ဗျအရုပ်ရင်ကိုသမားလင်းလက်ထုံးသူကောင်းခဲ့တာကိုလည်းကျေးဇူးတင်ရမယ်ခင်ဗျကိုသမားလင်းလက်ထုံးကအိန္ဒိယအသင်း900နဲ့တော့တဲ့အပိုင်ခွင့်တော်တော်များများကိုကာကွယ်ပေးသွားခဲ့ပါတယ်မြန်မာလက်ရွေးစင်ဆက်ကွန်ပျူတာဘောလုံးသင်းဟာပထမကစားခဲ့တဲ့ပွဲစဉ်တုန်းကအိန္ဒိယကိုပထမပိုင်းမှာ2ဂိုးပေးလာရတယ်နောက်ကလိုက်ပြီးတော့2ဂိုးရှိတယ်2ဂိုးကိုနဲ့ရှုံးနေခဲ့ရတယ်ပေါ့လေဒီချိန်မှာတော့ဂိုးမရှိသေးကစားနိုင်ခဲ့တယ်ဒါဟာတိုးတက်လာမှုနဲ့အမားပြင်ဆင်နိုင်မှုကဲ့သို့တစ်ခုပဲဖြစ်ပါတယ်ခင်ဗျမသိန်းလုံးလူပြောင်းလဲအတော်များလုပ်ပြီးတော့ကစားသွားခဲ့တာကိုကျွန်တော်မြင်တွေ့ရပါတယ်။အိန္ဒိယလက်ရွေးစင်ဆက်ကွန်မြို့သားအသင်းဟာအခုမတိုင်ခင်မှာတာဂျစ်ကစ္စတန်အသင်းနဲ့ကစားတာဖြစ်ပါတယ်ခင်ဗျ။တာဂျစ်ကစ္စတန်ယူဆက်ကွန်မြို့သားအသင်းကိုအိန္ဒိယယူဆက်ကွန်မြို့သားအသင်းက၄ဂိုး2ဂိုးဆွဲရတာနဲ့အနိုင်ရှိခဲ့ပါတယ်။ဒီတော့မြန်မာလက်ရွေးစင်ဆက်ကွန်မြို့သားအသင်းအတွက်အခုလိုရှေ့ဆောင်ပွဲနှစ်ပွဲမှာတိုးတက်မှုတစ်ခုရရတာကဘာကိုတက်သေးခံလိုက်တယ်လဲဆိုတော့အုပ်စုရင်းမှာတာဂျစ်ကစ္စတန်ကိုတူတင်ကိုတင်ကစားနိုင်တယ်။အရှိန်နေပေးမယ်ဆိုရင်အနိုင်ရအောင်ကစားနိုင်စွမ်းရှိတယ်လို့စိတ်သက်မြင့်တင်ပေးတဲ့စွမ်းခွန်ဒါကိုမြန်မာလက်ရွေးစင်ဆက်ကွန်မြို့သားအသင်းအဆိုင်ရရှိသွားခဲ့တယ်ခင်ဗျမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့မြန်မာလက်ရွေးစင်ဆက်ကွန်မြို့သားဘောလုံးအသင်းကိုလာမယ့်အာရှဖလားပြန်မှာအောင်မြင်မှုရစေခြင်းရင်အခုလိုအသင်းကောင်းနဲ့ရှေ့စမ်းပွဲတွေများပေးကစားလိုက်ရင်ကလေးတွေရဲ့ယုံကြည်မှုပိုင်းဆိုင်ရာရောအတွေ့အကြုံပိုင်းဆိုင်ရာရောတိုးတက်ပြီးတော့ပြန်ပွဲမှာရလကောင်းရဖို့ချင်းယူတော်ရှိပါတယ်ခင်ဗျမြန်မာလက်ရွေးစင်ဆက်ကွန်မြို့သားဘောလုံးအသင်းဟာအမျိုးသားဒီယူဆက်ကွန်အာရှဖလားပြန်ပွဲမှာအုပ်စုတွေမှာကြောက်နေပါတယ်ဒီထဲမှာဒိဋ္ဌာမှာကဆော်ဒီအာရေဗီးယားပဲသူကအင်ရှင်ဖြစ်တယ်ခင်ဗျနောက်ထပ်နှစ်သင်းဖြစ်တဲ့ထိုင်းနဲ့တာဂျစ်ကစ္စတန်ဒီသင်းတွေကတော့မြန်မာအနေနဲ့သူတင်ကိုတင်ကစားနိုင်စွမ်းရှိတယ်အရှိန်နေပြီးမဲ့ကိုယ့်ဘက်ကလည်းအတွေ့အကြုံကောင်းတွေပိုင်ဆိုင်ထားရဆိုရင်အနိုင်ရဖို့အထိမျှော်လင့်မှုရှိပါတယ်ခင်ဗျဒါကြောင့်လည်းမြန်မာလူကြီးဆက်ကွန်မြို့သားဘောလုံးသင်းကိုအခုလိုရှေ့စမ်းပွဲမျိုးတွေများဖန်တီးပေးဖို့ကျွန်တော်တို့ကတောင်းဆိုရတာဖြစ်ပါတယ်မြန်မာလူကြီးဆက်ကွန်မြို့သားဘောလုံးသင်းဟာဒီနေ့မှာတော့အိန္ဒိယလူကြီးဆက်ကွန်မြို့သားဘောလုံးသင်းကိုဂိုးမရှိသေးရလည်းကစားနိုင်ခဲ့ရဆိုတဲ့အကြောင်းပြည်သက်တွေသိရှိအောင်ဒီစပယ်ပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ